ဘင်္ဂလားဒေ့ရှ်ကလူတွေသူတို့တွေကနေပြီးတော့ဒီမှာအနောက်နိုင်ငံတွေမှာ asylum ကိုရှာကျင်တဲ့အတွက်ကြောင့်မလို့လိန်ပြီးတော့လာတဲ့လူတွေအဲ့လိုလည်းပြောကြတယ်ဘလို့ပဲဖြစ်ဖြစ်ကျမတို့ဗမာတွေလည်းအဲ့လိုလုပ်ခဲ့ပါတယ်ဒီနိုင်ငံမှာရတဲ့နိုင်ငံရေးခိုလုံခွင့်မရပေမဲ့လို့လဲသူတို့ကိုသူတို့ဒုက္ခသည်တွေပါဆိုပြီးလိန်လည်ပြီးယူခဲ့ကြတယ်ဒီကလည်းမေတ္တာတရားရှေ့ထားပြီးတော့တချို့ဟာတွေသိပြီးတော့လက်ခံခဲ့ကြပါတယ်ဒါပေမဲ့ကျမတို့တွေကအဲ့လိုမျိုးတုံ့ပြန်မှုမရှိဘူးကျမတို့ခက်လေကြတော့ကျမတို့တုံ့ပြန်တဲ့ခါကျတော့ဒီလူတွေကဒီလိုနံပါတ်တွေတက်ခဲ့ကြတယ်ဒါကျမအလုံးစိတ်မကောင်းတာကျမတို့နိုင်ငံကဘာသာရေးရပဲကြီးဘာပဲပြောလိုက်လို့ရှိရင်တော့ဖျားကြီးပဲဒါပေမဲ့ကျမတို့ဆရာတော်ပြောသလိုပဲယင်ထဲမှာအဲ့ဒါတွေမရှိကြဘူးကိုချင်းစာစိတ်တွေမရှိကြဘူးလူသားချင်းချင်းပေါ့သူတို့မျက်နှာလေးတွေပဲကြည့်လိုက်ဘာသာနဲ့မကြည့်နဲ့အယောင်နဲ့မကြည့်နဲ့သူတို့ကလေးတွေကိုသူတို့ကြည့်ရတယ်အမေတယောက်ကခံစားမှုတွေနော်ကိုသားသမီးတွေကိုဖြစ်တဲ့ဝေဒနာလေးတွေအနေနဲ့ခံစားပြလို့လူတွေမရကြဘူးအဲ့ဒါကိုကျမစိတ်မကောင်းဖြစ်ပြီးတော့နားမလည်ဘူးဒါပေမဲ့ကြည့်လိုက်လို့ရှိရင်တော့အဲ့လူတွေအကုန်လုံးကတက်ကြွနဲ့ပဲဖျားနဲ့တရားနဲ့ပြောလိုက်ရင်နိုင်ငံရေးအရာပဲဖြစ်ဖြစ်လူခွင့်ရေးတော့ဘာလို့ပြောကြတယ်ဒါပေမဲ့ရိုဟင်ဂျာကိစ္စတော့လာမပြောနဲ့အဲ့ဒါကိုကျမနားမလဲလို့ဆရာတော်အနေနဲ့ကဘလို့မြင်လဲမသိဘူးဆရာတော်ပြောဖြေရဖို့ခက်ခဲရှင်လဲကျမနားလဲတယ်ဘာဖြစ်လို့ဆိုတော့ကျမတို့ဒီက AMI ဆိုတဲ့အဖွဲ့ဗမာပြည်မှာသွားပြီးတော့ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ Professor Tam ကပြောလဲကျန်တဲ့ subject တွေအကုန်ပြောလို့ရတယ်တဲ့ရိုဟင်ဂျာကိစ္စလို့ကျန်တာအကုန်ပြောလို့ရတယ်တဲ့ဗမာပြည်မှာအဲ့ဒါ very sensitive လို့ပြောတယ်ဒါကတော့ကျမလူသားတယောက်အနေနဲ့ကတော့လူသားတွေရဲ့ဝေဒနာကတော့လူတိုင်းကပြောဆိုခွင့်ရှိရမယ်အဖြေရှာခွင့်ရှိရမယ်ဖြေရှာလို့ရရင်လို့ကျွန်မထင်ပါတယ်အဲ့ဒါကျွန်မရဲ့မိကုံပါပဲကျွန်မတို့ဗမာတွေလည်းဒီလိုမျိုးအခြေအနေမျိုးကြုံခဲ့ကြတယ်ထိုင်းနိုင်ငံမှာသူတို့ဆွဆွဲတဲ့ဟာမျိုးတွေအကုန်လုံးကကျွန်မတို့ဗမာတွေဖျက်ဆီးခဲ့ကြပါတယ်ဒါပေမဲ့ကျွန်မတို့ကအဲ့ဟာမျိုးကိုသူတို့ကိုကြတော့ပြန်နားလဲမှုမပေးဘဲနဲ့သူတို့တွေနဲ့ပတ်သက်ရင်တန့်ထိုင်အကုန်လုံးဆွဲထုတ်ပြီးတော့ရေထဲချလိုက်ခြင်းနဲ့စိတ်ဓာတ်တွေဖြစ်နေတာကိုကျွန်မနားမလဲဘူးဘာလို့ဆိုတော့အများသောဖြင့်ခုနိုင်ငံရေးသမားအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဒီဘဝတွေအကုန်ကြော်ခဲ့ကြတယ်သူတို့လိုပဲသူများလိုပဲ once we are change တခါမှာသူတို့လိုပဲဒုက္ခတွေဖြစ်ခဲ့တယ်တချို့ဆိုလဲသူတို့လိုပဲအဲ့ထဲမှာလဲအစစ်မှန်တဲ့လူတွေရှိမယ်ငကိုတွေကနေခဲ့တဲ့လူရှိတယ်လိန်လာတဲ့လူတွေရှိမယ်ကျမတို့ဗမာတွေလည်းဒီဘဝတွေအကုန်ဖြတ်ခဲ့ကြတယ်တကယ်တိုက်ခိုက်ခဲ့တဲ့လူတွေရှိတယ်ဒုက္ခမရောက်ဘဲနဲ့ရောက်ပါတယ်ဆိုပြီးလိန်ပြီးဝင်လာတဲ့လူတွေလည်းရှိတယ်ဒါတွေကိုကျမတို့ညာလို့မရဘူးဒါ facts ပဲဒါပေမဲ့ကျမတို့အလှည့်ကြတော့သူတို့နားလည်မှုမပေးဘဲနဲ့အဲ့ဒါကိုလေကိုယ့်ဗမာအချင်းချင်းနဲ့မှကိုဖြစ်နေတာကိုယ့်ဗမာပြည်မှာရောက်နေတဲ့ပြဿနာကိုရောက်လာပြီးကျမဥပမာလေးပြောမယ်ကျမပြီးခဲ့တဲ့လပိုင်းလေးတွေမှာကျမတို့အိမ်မှာကြောင်လေးတစ်ကောင်ရောက်လာတယ်ကြောင်ကလေးကိုကမွေးဖို့လည်းရည်ရွယ်ချက်မရှိဘူးသမီးက allergic ဖြစ်တယ်ဒါပေမဲ့ကိုယ့်အိမ်မှာရောက်လာပြီဆိုတော့ကိုယ့်သားသမီးလို့ကိုကြည့်ရမယ်ဒါလူသားတယောက်ကနေပြီးတော့တရိษံဖြစ်ဖြစ်တတ္တဝါတစ်ခုကိုထားတဲ့စေနာမကြိုက်ပေမဲ့လို့လေကျမခဏပြောတယ်ဒီကြောင်လေးကိုနေကအရန်အယုတ်ဆိုးတဲ့ကြောင်ကလေးဒါပေမဲ့ငါတို့အိမ်ရောက်လာတော့ငါတို့ကချစ်ရတယ်အဲ့လိုပြောအရန်အယုတ်ဆိုးတဲ့ပြဿနာတွေဖြစ်နေတာပေါ့နော်ကိုယ့်အိမ်ပေါ်ရောက်လာတယ်ဆိုတော့ပြေလည်အောင်တော့ဖြည့်ရှင်းပေးရမှာပေါ့လူသားချင်းစာနာစွာနဲ့ပြန်ပို့ရင်လည်းပြန်ပို့ဘလို့ပဲဖြစ်ဖြစ်ငကိုတွေကရှိတဲ့လူတွေရဲ့ပြဿနာလည်းရှိရမယ်နှစ်ပေါင်းများစွာနေခဲ့တဲ့လူတွေရဲ့လည်းပြဿနာတွေလည်းရှိအဲ့ဒါကိုလည်းရှင်းရမယ်အခုရောက်နေတဲ့လူအခုခြံခတ်ပြီးတော့ဒီတိုင်းကနေဆိုပြီးတော့ထားပြီးတော့မကင်မဲနဲ့ဘသူမှလည်းအဲ့စကားကိုမပြောရဲကြဘူးဒီနိုင်ငံမှာရှိတဲ့နိုင်ငံရေးအတိုင်းဝဲမှာဒီမှာတော့မပြောရဲကြဘူးအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့ကျမတို့ဒီရဲ့စိတ်တက်ကလေးတွေပေါ့နော်အဲ့ဒါလေးကိုကျွန်မနားမလည်နိုင်ဘူးပေါ့နော်ဆရာတော်အနေနဲ့ဘလို့မြင်တယ်မသိဘူးဒါအဖေကိုရှာခိုင်းတာမဟုတ်အမြင်ကလေးတွေပြောပြတာပါဘုန်းကြီးတို့ကတော့ဥပဒေအတိုင်းပဲပြည်တော်စုအတွင်းမှာအတူတကွငြိမ်းချမ်းစွာရှင်တွဲပြီးတော့ဘယ်သူနဲ့မဆိုဘယ်ဘာသာဝင်နဲ့မဆိုဥပဒေနဲ့အညီနေထိုင်ရမယ်ဆိုရင်ပျော်ရွှင်စရာကောင်းတဲ့ပြည်တော်စုကြီးတစ်ခုဖြစ်မယ်လို့ဒီလိုယုံကြည်တယ်ဆရာတော်အနေနဲ့ပေါ့နော်ဒီလို hate speech တွေကိုကျွန်တော်တို့ဒီတိုင်းသားချင်းချင်းနဲ့မှအားလုံးပပျောက်တော့အောင်ဆရာတော်တင်နဲ့ကြိုးပမ်းဆောင်ရွက်ပေးပါလို့လည်းမေတ္တာရက်ခံကြတာနဲ့ဆရာတော်နဲ့ဘယ်လိုများဆောင်ရွက်ပေးနိုင်မှာမလဲဆိုတော့လည်းသိကြပါတယ်ဆရာတော်ရဲ့သဘောတော်ပေါ့နော်ကျေးဇူးပြုပြီးတော့ကျွန်တော်မိကွန်တာပါပဲခင်ဗျာဆရာတော်ဗျာ
တပည့်တော်တင်ကူကိုပါတပည့်တော်အစ္စလာမ်ဘာသာကိုးခဲ့တဲ့ဗမာလူမျိုးတယောက်ပါဂရဝတရားနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပြသည်ဗျာတပည့်တော်ယင်ထဲထီလောလို့ပါဆရာတော်ဗျာမနေ့ညကလူပိတ်တွေနားလဲနိုင်တဲ့စကားလုံးတွေနဲ့တပည့်တော်တို့ဩဝါဒပေးခဲ့တဲ့အတွက်တပည့်တော်နားလဲခဲ့ရပါတယ်ဗျာဒီနေ့ဒီပွဲကိုဒီဘဲလို့ဆရာတော်သုံးနှုတ်ခဲ့တဲ့အတွက်တပည့်တော်မောမရဲနဲ့ဆွေးနွေးပြသည်ဗျာမေကိုဆိုတာတည်းဆွေးနွေးပြသည်ဗျာကျွန်တော်ခပြပါ88ခုနှစ်ရနေပြီးတော့ဒီနေ့ထိတပည့်တော်နိုင်ငံရေးတော်လှန်ရေးအသံဝိုင်းမှာပါဝင်ပတ်သက်နေပါတယ်ဗျာတပည့်တော် ABS ရဲ့မေသမီစခန်းမှာတပည့်တော်တာဝန်ယူခဲ့ပါတယ်ဗျာမေယုံကြည်တဲ့ဘာသာကိုဘေးဖက်ထားငါယုံကြည်တဲ့ဘာသာကိုဘေးဖက်ထားမင်းတို့ငါတို့လောက်ရမယ့်လုပ်သည်အမျိုးသားပြန်လည်ရင်ကြားစေရေးအမျိုးသားရေးကိုကျွန်တော်တို့တူတဲ့လူတွေနဲ့လှုပ်ခဲကြပါရဗျာတပည့်တော်အစ္စလာမ်ဘာသာကိုးကွယ်တို့တပည့်တော်ရဲ့လှုပ်ဖို့ကြိုက်ဖဲတွေကတပည့်တော်ဘယ်တော့မှမနိုင်ခဲ့ဘူးဗျာဘယ်တော့မှမနိုင်ခဲ့ဘူးဗျာတပည့်တော်ကြည်ကျင်နန်းနဲ့ဒီအမျိုးသားရေးကိုတပည့်တော်လှုပ်ခဲပါရဗျာတပည့်တော်ခွပြူဟာတပည့်တော်နိုင်ရှင်ခြေလေးတစ်ခုနဲ့တပည့်တော်ဆွေးနွေးပြသည်တပည့်တော်တော်ထဲမှာလင်းနေကြိုက်တော်လိုင်းလုံးနေတဲ့အချိန်မှာတပည့်တော်တို့ရာမဇန်လားဆိုတာလည်းတပည့်တော်မသိဘူးဒါပေမဲ့ရွာတော်ရွာကိုတပည့်တော်ဆက်ဆက်သွားတဲ့အချိန်မှာတပည့်တော်တို့တက်ခွဲအင်အား60လောက်ရှိပါတယ်ဗျာတက်ခွဲမှုကဗုဒ္ဓဘာသာပါဗျာဒီတက်ခွဲလုံးမှာမွတ်စလင်2ယောက်ပါတယ်ဒါပေမဲ့ဒီအချိန်လေးအတွင်းမှာမွတ်စလင်တရားအောင်နေပြီဒီနေ့အင်းနေဖြစ်တယ်ဆိုတပည့်တော်ကြားလိုက်တဲ့အချိန်မှာတပည့်တော်ဘုရားရှိခိုးခြင်းနဲ့စိတ်ဖြစ်လာတဲ့အတွက်တပည့်တော်တက်ခွဲမှုကိုပြောတယ်တက်ခွဲမှုကျွန်တော်ဘုရားရှိခိုးခြင်းနဲ့အစေပြေနိုင်ခွပြူပါပြောတော့ကိုရေကိုခဏလေးနေအောင်ခမဘဲချိန်ဒီဘဲချိန်လိုလဲလို့တပည့်တော်မေးတယ်တပည့်တော်ကျွန်တော်လိုချင်တာ15မိနစ်20ပါโอเคကိုရေကိုခဏလေးအောင်ရဲသူတွေများနေတဲ့ဆက်စင်ရေးအေလီယာကြီးမှာတပည့်တော်ဖျားရှိခိုးဖို့အတွက်ရဲဘော်60အင်အားနဲ့လုံခြုံရေးပေးပြီးတော့တပည့်တော်ဖျားရှိခိုးဖို့အတွက်ခွဲပြုခဲ့တဲ့ဗုဒ္ဓဘာသာတပည့်တော်အတူတူလှုပ်ခဲပါတယ်ဗျာတပည့်တော်ရဲ့လှုပ်ဖို့ကြိုက်ပဲပါအဲ့ဒါမေတ္တာတရားချစ်ချင်းမေတ္တာကိုအခြေခံလို့တပည့်တော်အနှစ်သာရနားလဲပါတယ်ဗျာဒီနေ့ဆရာတော်ဘုရားခုနတော်ကပြောခဲ့တဲ့သုံးနှုတ်ခဲ့တဲ့အစာပြုခဲ့တဲ့ညီတန်းလေးမှာချီးကပ်ခြင်းစူးစမ်းခြင်းလေးလာခြင်းနဲ့ချီးကပ်ပြီးတော့အပြေရှာဖို့အတွက်ဒီစကားလုံးလေးကိုတပည့်တော်ပြန်ယူပြရသေးဗျာ reconciliation အမျိုးသားပြန်လဲရင်ကြားစေရေးဆိုတဲ့ဟာကိုတပည့်တော်စူးစမ်းခြင်းပါတယ်ဗျာပြန်ကောင်းမဲ့ဆိုလို့ရှိရင်2012တောင်ကုန်းမှာလူ10ယောက်လူ300လောက်ကမကျင်နေပန်းတတွေးတွေတဲ့ထွေးနီးရလဲနဲ့ရေးစစ်စစ်တတ်ခဲ့တဲ့ပြဿနာကြီးကစားခဲ့တဲ့ဘာသာရေးအထီးကျုံဒီဘာသာရေးအထီးကျုံမှာအနောက်ကွယ်ကနေပြီးတော့အစိုးရတော်၎င်းတစုတစ်ဖွဲ့တော်၎င်းဇနေရကြပတ်ဝဲပတ်သိနေတယ်ဆိုတာဟာကိုတပည့်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးတီးလဲတီးခဲ့တယ်ဒီဟာကိုလည်းပဲအနိသရာနားလိုက်ခဲ့တယ်မိထီလာမှာလူအရှိလလကိုမိရှို့ပြီးတော့တပည့်တော်တို့ခံရပါတယ်ဗျာတပည့်တော်အစ္စလာမ်ဘာသာကိုးကြတဲ့ဗမာလူမျိုးတယောက်ပါအမျိုးသားပြန်လေရင်ကြားစေရေးကိုအဓိကချိတ်ချောင်နေတာဒီ HXP တွေကိုအရေးယူဆောင်ရွက်မှုမရှိဘဲနဲ့ခွင့်ပြုထားတဲ့ဟာသင်္ကန်းအရေးချုပ်ပြီးတော့အင်အားစုတွေရဲ့အာဏာပိုင်တွေရဲ့ပပိုးမှုနဲ့ဇနေတကြအမျိုးဘာသာသာသနာဆိုပြီးတော့ခေါင်းစဉ်လေးတက်ပြီးတော့အမျိုးသားရင်ကြားစေရေးကိုချိတ်ချောင်နေတဲ့ဒီနေ့ကျွန်တော်တို့ရဲ့ movement ကိုပြန်လဲစူးစမ်းချင်ပါတယ်ဗျာနောက်တစ်ခုကကျွန်တော်တို့ရဲ့ movement တစ်ခုလုံး88ရာနေပြီးတော့ဒီနေ့ထိ Human Rights Watch
Amnesty International ဒီကျွန်တော်တို့ movement တစ်ခုလုံးဘေးကနေပြီးတော့မရပြီးတော့အမှန်တရားကိုဖော်ထုတ်ပြီးတော့တပည့်တော်ရဲ့အင်အားဖြင့်ပါဝင်ပတ်သက်ခဲ့တဲ့တပည့်တော်ရဲ့ movement ကိုဒီနေ့ Amnesty International Human Rights Watch ကနေပြီးတော့အစီရင်ခံစာရဲ့အစောဆောင်ထွက်လာတဲ့ခွဲခြားဆက်ဆံခံနေရတဲ့ဆိုတဲ့ဝါဟာရာကိုကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအနေနဲ့အများစုကလက်လူရှူတာကိုဒီနေ့ကျွန်တော်တို့မြင်နေရပါတယ်ဗျာနောက်တစ်ခုကဒီတောင်ကုန်းအရေးခင်းမိထီလာအရေးခင်းတောင်ကြီးအရေးခင်းဒီဘာသာရေးအထီးကျုပ်တွေအားလုံးကိုအပေါ်မှာဒီမိုကရေစီအင်အားစုတွေဆိုတဲ့တပည့်တော်တို့ရဲ့ရောင်းရင်းတွေတပည့်တော်တို့ရဲ့လှုပ်ဖို့ကြိုက်ဖေးတွေကဒီနေ့ထိတပည့်တော်တို့အားရသလောက်အတန်ချဲလောက်မထွဲလာပဲနဲ့အင်မတန်ကိုရှင်ဖျားတုံ့လုပ်ခဲ့တဲ့ညောင်တော်နာအတန်လေးနဲ့ reconciliation ကိုတွားနေကြတယ်လို့တပည့်တော်ခံစားရပါတယ်ဗျာဆိုတော့တပည့်တော်ချစ်ကပ်ချင်တာအဓိက reconciliation ကိုအဓိကချိတ်ချောင်နေတာဒီဒါတွေဖြစ်ပါတယ်ဗျာဒီဟာကိုတပည့်တော်တို့ဘလို့ပုံစံမျိုးနဲ့အနည်းတာအဖြစ်ချစ်ကပ်ပြီးတော့အဖြေရှာရင် reconciliation ဆိုတဲ့ဟာကြီးအနည်းတာရှိလောက်မလဲလို့တပည့်တော်တစ်ချက်တော့ဖြေပေးပါဗျာကျေးဇူးတင်ပါတယ်ဗျာတပည့်တော်နည်းနည်း emotion ဖြစ်သွားတာခွဲလို့ပါဗျာသူကလူမျိုးရေးဘာသာရေးနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေဖြစ်ပါတယ်။ယင်းထဲမှာရှိနေတာကိုမေးတဲ့မေးလိုက်တဲ့တင်လို့မေးကြတဲ့မေးခွန်းမျိုးတွေလည်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဤတွင်အခြေအနေကိုပြောပြရမယ်ဆိုရင်ဘုန်းကြီးကဘာသာရေးနဲ့လူမျိုးရေးအဒီကရုံးအကြံဖက်မှုတွေမဖြစ်စေရေးအတွက်အမြဲတမ်းအသိပေးတတိပေးပြီးတော့အခြားဘာသာဝင်တွေလည်းပဲထိလွယ်ရှလွယ်တဲ့အခြေအနေဇိုးတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီမီးပွားဟာမီးလောင်တောက်ကြီးဖြစ်သွားရင်ငြိမ်းလို့ခက်မယ်ငြိမ်းလို့ခက်တဲ့အခြေအနေရောက်ရင်စစ်ပနတ်အောက်ပြန်ပြီးတော့မှောက်ရဲ့သားကြပြီးအနင်းခံရမယ်စစ်တနတ်အောက်နဲ့အမိုးစစ်တနတ်အောက်မှာတနတ်မိုးအုပ်ချုပ်မှုစနစ်ဆိုးကိုပြန်ပြီးတော့အမှောင်ထုကြီးတဲ့ပြန်ပြီးတော့ဖြတ်တန်းရမှာကိုမလိုချင်ကြဘူးဆိုရင်ရံမဖြစ်ကြနဲ့လို့ဘုန်းကြီးအမြဲတမ်းဟောပြောလေးရှိပါတယ်ရံဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေကိုရှာကြည့်လိုက်လို့ရှိရင်မမုန်းသင်းတဲ့အကြောင်းတရားတွေကိုအမုန်းဖြစ်အောင်ဖန်တီးယူတဲ့အစိုးရရဲ့စနစ်တန်မီးတို့တဲ့ကိစ္စမျိုးတွေဖြစ်တယ်အဲ့တော့ဒီမိုကရေစီအင်အားစုတွေကိုဒီတကာကအားမရပါဘူးအတန်မထွက်ပါဘူးလို့ပြောပေမဲ့ဒီမိုကရေစီအင်အားစုတွေကိုယ်တိုင်ကမြန်မာနိုင်ငံဒီဗုဒ္ဓဘာသာအများစုနေထိုင်သောတိုင်းပြည်ဖြစ်နေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဘုံကြီးလောကကဩဇာတိတ်ကမကြီးမားနေတာဖြစ်တဲ့အတွက်ဘုံကြီးတွေမုန်းသွားရင်ပြည်သူတွေကပါကြောင်၆ချားနဲ့နောက်လိုက်နောက်ပါအမုန်းတရားတွေကပွားသွားမှာဒါဆိုရင်ပြိုင်ပွဲဟာဘာသာရေးတိုက်ပွဲအသွင်ဆောင်သွားပြီးတော့ဘာသာရေးဘက်ကမြားတွေနဲ့မလူလန်းအပ်တဲ့တိုက်ခိုက်မှုတွေဖြစ်သွားရင်မလွယ်ကူတော့တဲ့ရွေးကောက်ပွဲကြီးကိုရင်ဆိုင်ဖို့အနေထားတတိထားပြီးတော့သွားနေရတဲ့အခြေအနေမို့ကြောင့်လို့ဘုန်းကြီးကဒီမိုကရေစီအင်အားစုတွေကိုပြည်တွင်းအင်အားစုတွေကိုပြောချင်ပါတယ်ခုနကကျုပ်ပြောခဲ့ပါတယ်ဒုတိတောင်မောင်းတော်မှာဒေတာတွင်အခြေအနေကိုကြည့်ပြီးတော့လူကြီးထိန်းချုပ်တဲ့အနေနဲ့တိုင်တောင်လင်ကလေး2ယောက်သာမွေးရမယ်ဆိုတာကိုဒေါ်အောင်ဆန်းစုကြည်ကလူအခွင့်အရေးရှုထောင့်ကနေပြီးတော့ဒါဟာအမျိုးသမီးအခွင့်အရေးကိုချိုးဖောက်တာပါဒါဟာလူအခွင့်အရေးကိုချိုးဖောက်တာပါလို့ဒါလေးမှတ်ချက်ပေးလိုက်တာတောင်မှတော်တော်ကလေးအုံးစုခါရဲနိုင်ငံရေးအရှိန်ဝါတော်တော်ကြဆင်းသွားအဲ့ဒီကြဆင်းမှုကိုနောက်ထပ်ဖိဖို့လက်ရှိအစိုးရအများကြီးစူးစမ်းနေပါတယ်ဒါတော့သတိအရန်ထားပါတယ်ဒါလေးကိုပြေလဲလဲအေးချမ်းနဲ့အတူတကွရှင်တွဲပြီးနေထိုင်တဲ့ကာလတစ်ခုကိုရောက်အောင်ဘုန်းကြီးအနေနဲ့အများစုကြီးလက်မခံတဲ့အများစုကြီးဆန့်ကျင်နေတဲ့အများစုကြီးကဘုန်းကြီးပြောတဲ့အပေါ်မှာတိတ်ပြီးတော့လက်မခံခြင်းတဲ့ပုံစံမျိုးတွေရှိပါတယ်ဘုန်းကြီးကလူသားဝါဒလူသားအမြင်နဲ့ပဲလူသားကိုကြည့်တယ်ဘာသာအမြင်နဲ့ရန်သူအမြင်နဲ့အသွင်မတူအမြင်နဲ့
လူမျိုးမတူအမြင်နဲ့ကြည်နေရင်တော့အမြဲတမ်းရံမူနေကြမှာဖြစ်ပါတယ်ဒီလိုမျိုးအဖြစ်တွေရှိနေသမျှကလပ်ပတ်လုံးအဲ့ဒီတိုင်းပြည်သည်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဒီတက္ကမေးတဲ့မိကုန်းကိုဒီလောက်ပဲဖြစ်ပြရသည်